ရှင်လက်လက်ပုတ်လေတော်မဖြစ်စတင်ပိုင်းဤယဟန်ဘာကြောင့်ဤမြဆူရွာသောယောဂဝိဒနာဆိုဆင်းရဲကြိုးကိုခံစားရသည်နည်းအကြောင်းရှိပါသည်လောက၌အကြောင်းမရှိဘဲဘယ်အရာမျှမဖြစ်ပေါ်ပေဤယဟန်သည်ကတ္တပဖိရာရှင်လက်ထက်တော်ခ၌ထမုတ်ဆိုဖြစ်ခဲ့ဘူးသည်ထက်မျိုးစုံတို့ကိုတတ်၍ဘရင်ဤစားတော်ဘွဲအထွတ်စစ်တတ်ရ၏ကြံတို့ထက်တို့ကိုရောင်း၏ရောင်းရည်မကုန်ကြံ၌မသွားနိုင်အောင်တောင်ပန်းဒီခေတောင်တို့ကိုချိုးထား၏တချို့ထက်တို့ကိုနောက်တစ်နေ့တွင်တက်၍ရောင်း၏တချို့ကိုမူနှညက်ထုံးရလွန်မှတက်၍ရောင်းရ၏ဤနည်းဖြင့်ထက်များမှာဆင်းရဲဒုက္ခကိုအချိန်ကြာခံစားရပြီးမှအသက်ခံကြ၏ထိုမကောင်းမှုအောက်ကုသိုလ်ကံဒီဟုသောအကြောင်းဤဆိုးကျိုးကိုယခုဘဝ၌ဤယဟန်ခံစားနေရခြင်းဖြစ်သည်သို့သောတနေ့တွင်ယင်းထမှုဆိုသည်ထိတ်လန့်တန်ဝေကထိကယဟန္တာမထေတပါအောင်အရသာရှိသောစွမ်းဟင်းကြိုကိုလောင်းလူကိလင်မညံဖူညံကိုဆူတောက်၏ယခုဘဝ၌အဆိုပါယဟန်ဝေဒနာမှာတတ္တရာရနေစဉ်မြတ်စွာဘုရားကဘာမျှအသုံးမကျသောကိုကောင်းကြီး၏အဖြစ်တို့ကိုဖော်ပြ၍သစ္စာလေးပါးအထွတ်တက်လေတရားပြတော်မူသောအခါယဟန္တာမထေအားဆွမ်းလောင်းလူသောထိုကောင်းမှု၏အကြောင်းအခေါက်ပန့်ကြောင့်ရဟတ်တော်ဖူညံအထိရရှိပြီးလျှင်ပရိနိဗ္ဗာန်ဆံလေ၏တတဝါကိုညင်စေတက်ဖြတ်မှုအကုသိုလ်၏အကျိုးကချောက်မဖွေကောင်းလာ၏ဇလန်ကောင်ဒီဆက်တင်ပေးမှာမို့ channel လေးကို subscribe နဲ့ကြီးအားပေးပါအောင် share ပေးဖို့လည်းမမေ့နဲ့နော်ချစ်မိတ်ဆွေတို့ဘလို့ဇလန်မျိုးကိုကြိုက်တယ်ဆိုတာလဲ comments လေး man ဟိပေးပါအောင်အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာစိတ်ဤချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ